ဒီနေ့သင်ခန်းစာလေးမှာပြောပြပေးသွားမှာကကြတော့Spanish alphabets တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုအတန်ထွက်လဲပေါ့နော်သူတို့ကိုဘယ်လိုခေါ်လဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ဒီမှာအင်္ဂလိပ်လိုမျိုးအခရာ A လေးကိုကြတော့စပိန်မှာဘယ်လိုအတန်ထွက်လဲဆိုတော့ R လို့အတန်ထွက်တယ် R B ကိုကြတော့ B C ကိုကြတော့ C D ကိုကြတော့ D E ကိုကြတော့ A အစပြန်ပြောမယ်ဆိုရင် R B C D A R B C D A F ကိုကြတော့ F G ကိုကြတော့ H H ကိုကြတော့ H I ကိုကြတော့ E J ကိုကြတော့ Jota သူက J ကိုကြတော့သူက H အတန်နဲ့ထွက်တယ်ပေါ့နော်စပိန်မှာဆိုလို့ရှိရင် J ကို H အတန်နဲ့ထွက်တယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ဒီက H ပေါ့နော်ဒီ H အတန်လေးကိုခုနပြောခဲ့သလိုပဲတကယ်စလုံးပေါင်းတဲ့အခါမှာသူက silent အတန်နဲ့ပဲပေါင်းနေရှိရပေါ့နော်သူ့ကိုအတန်ထည့်ထွက်လေမရှိဘူးအဲ့တော့ပြန်ပြောမယ်ဆိုရင် F H H E Jota A B C D A F H H E Jota K ကိုကြတော့ K L ကိုကြတော့ L ဒီလိုမျိုး L နှလုံးစင်နေတာကိုကြတော့ L နှလုံးစင်သွားရင်သူကရာကောက်အတန်နဲ့ထွက်တယ် M ကိုကြတော့ M N ကိုကြတော့ N O ကြတော့ O အဲ့တော့နောက်တစ်ခေါက်ပြန်ပြောမယ်ဆိုရင် A B C D A F H H E Jota K L M N O ထိပြီးသွားပြီဒီခါကျတော့ P ကိုကြတော့ P K ကိုကြတော့ကူ R ကိုကြတော့ ဒီလိုမျိုး R နှလုံးစင်နေရှာနည်းနည်းလိမ့်သွားပါတော့အဲ့လိုလိမ့်ပြီးတော့ထွက်ရတာပေါ့နော်အဲ့ဒါကြောင့်တမင်တကာထွက်ပြတာS ကိုကြတော့ S T ကိုကြတော့ T U ကိုကြတော့ U P Q R S D U P Q R S D U V ကိုကြတော့ V ကိုကြတော့ V W ကိုကြတော့ double ဆိုတာကသူကအင်္ဂလိပ်ဆိုရင် double နဲ့အတူတူပဲနှစ်ဆပေါ့နော်အဲ့တော့ V နှလုံးစင်ထားတော့သူက double V ဆိုပြီးတော့သူကသုံးလေးရှိတယ်အဲ့တော့ X ကိုကြတော့ X Y ကိုကြတော့ Y Z ကိုကြတော့ Z အဲ့တော့ဒီပေါ်မှာ N အပေါ်မှာဒီလိုမျိုးအကောက်ကလေးပါနေတာကြတော့အဲညင်ခုနက N ရိုးရိုး N ကိုကြတော့အဲနေလို့ထွက်ပြီးတော့ဒီလိုမျိုး N အပေါ်မှာအကောက်လေးပါနေရဆိုလို့ရှိရင်အဲညင်သူကညအတန်နဲ့ထွက်တယ်ပေါ့နော်အဲညင်အဲ့တော့အစပြန်ပြောမယ်ဆိုရင် A B C D A F H H E Jota K L M N O B Q R S D U V W X Y Z ဒါကိုကြတော့အဲညင်ပြီနော်အဲ့တော့ဒီလောက်ပဲပေါ့နော်စပိန်စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ alphabet တွေနဲ့ပတ်သက်ပြီးတော့အတန်ထွက်လေးတွေရယ်ပြီးတော့သူတို့ဘယ်လိုခေါ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့သင်ခန်းစာမှာတော့ဒီလောက်ပဲပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်